ဒီနေ့ window ရဲ့ jake line ကိုအလွယ်ဆွဲတာမဟုတ်ဘဲနဲ့ window scale တွေနဲ့ဆွဲကြမှာပေါ့နော်အရင်ဆုံး window ဒီမြင်းချောင်းနဲ့ချောင်းလေးရှင်းပြပြီးမှ window ဆွဲလိုက်မယ်ပြီးတော့ရင်ဒီမှာအခုဝင်ဆွဲလို့ဘဲဥပုံလေးတွေဝင်တန်းစစ်ပြီးမှဆွဲသွားတယ်အဲ့ဒါအောင်မှ window အပေါ်ကမြင်းချောင်းနဲ့ထိတဲ့နေရာထိကိုပဲ window ထားပြီးမှဖြတ်လိုက်မယ်ပြီးတော့ရင် not copy ပွားပြီးမှဒီအခုဝင်လောက်ပြတဲ့အတိုင်းကျန်တဲ့အပေါ်အပိုင်းတွေကိုတော့ဖြတ်လိုက်မယ်ပေါ့နော်ဒါဝင်တို့ jake line တွေဆွဲတဲ့အခါမှာ scale တွေနဲ့ဆွဲတဲ့အနေအထားမျိုးကိုဝင်တို့အဲ့လောက်ထိတုံးလို့ရတယ်ဒါအလွယ်ဆွဲတာမဟုတ်ဘဲနဲ့ဝင်တို့ scale တွေနဲ့စနစ်တကျဆွဲတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ပြီးတော့ဝင်တို့ရဲ့ကနုတ်ထည့်ဆွဲပါမယ်ကနုတ်ဆွဲဖို့တော့ဝင်တို့ဆက်လုံးလေးတွေလိုတယ်တစင်ခွေလို့လည်းပြောလို့ရပါဘူးနော်တစင်ခွေရဲ့အခြေခံပုံစံမျိုးကိုဝင်တို့ထည့်ပြီးမှဆွဲပေးမယ်ဆွဲပေးတော့ပြီးဆိုမှဝင်တို့ဘေးနာထည့်ရမယ်အနွယ်လေးတွေဝင်ရထည့်မယ်ဒီမှာကျတော့ဝင်ကစပစ်တီကို inspire ယူထားဖြစ်တဲ့ကြောင့်သူ့ရဲ့စပစ်တီအရွက်လေးကိုဝင်ထည့်ပြီးမှဆွဲချင်တယ်ပေါ့နော်ဒီမှာကျတော့ဝင်တို့ရဲ့မြန်မာအခေါ်ဆိုရင်ဝင်တို့လောင်ကိုလို့လည်းခေါ်လို့ရတယ်ဒီအရွက်တွေဆွဲတဲ့ပုံစံလေးတွေဝင်တို့ထည့်ပြီးမှဆွဲရဒီကနုတ်တွေမှာလည်းဝင်တို့ထည့်ဆွဲလေးရှိရတချို့နေရာတွေမှာလည်းပို့တုံးများရပေါ့နော်အဲ့တော့ဝင်ကဒီမှာအရွက်ပုံစံလေးကိုဝင်တို့မြန်မာကနုတ်တွေနဲ့ပေါင်းစပ်ပြီးမှဆွဲထားတဲ့ပုံစံလေးကိုထည့်ဆွဲထားတာအရန်ကြီးကျွမ်းကျင်နေရတော့မဟုတ်ဘူးပေါ့နော်ဝင်လည်းအခုမှလေ့လာပြီးမှဆွဲထားတဲ့ကနုတ်လေးပါအဲ့တော့ဒီမှာဝင်ဆွဲထားတဲ့ပုံစံလေးတွေဝင်ထည့်မှဒီဆွဲပြပေးထားရပေါ့နော်ဝင်ခတ်ရှောက်လုပ်ထားတာတော့မရှိဘူးနော် coloring ပိုင်းမဟုတ်ဘဲနဲ့ဒီနေ့ကျတော့ဒီဆွဲတဲ့ကနုတ်ဆွဲတဲ့ခါမှာဘလို့ဆွဲလို့ရလဲဆိုတဲ့ဟာလေးဝင်ဒီပြပေးရပါတော့အဓိကဆွဲတဲ့အပိုင်းတော့အဓိကပြပေးထားပါနော်ဒီမှာအပေါ်ပိုင်းပြီးတော့ဆိုတော့ဝင်တာကိုလေတစ်ချက် copy လဲပွားအောင်မယ်ပေါ့နော်အပေါ်အောက်ကိုဝင်တော့နှခါမဆွဲတော့ဘဲနဲ့ copy ပွားပြီးမှတွားတဲ့နေကိုဝင်တုံးထားပါလေဒါ digital ဖြစ်တဲ့ကြောင့်ဝင်တော့ copy ပွားပြီးမှတုံးလို့ရတယ်ဆိုတာလဲလူတိုင်းဒီပါတိပြီးလောက်ပြီးထင်ပါလေတော့ဝင်ဒီလိုပုံစံလေးရတာပဲအပေါ်ပိုင်းကိုဝင်တာ copy ပွားလိုက်ပါမယ်ပွားပြီးတော့ဆိုတော့ဝင်တော့ split ဒီပုံလေးတွေ flip ပြီးမှပဲညာ flip လောက်လိုက်တယ်တော့ဒီလိုပုံစံလေးရတော့ခြားထဲမှာဝင်လွတ်နေတဲ့နေရာလေးတွေဝင်ဒီသစင်ခွေတိတိလေးလိုက်ပြီးမှထည့်ပေးမယ်ပေါ့နော်အလွယ်ခေါ်ရင်တော့ပရက်လိတ်လို့လည်းခေါ်လို့ရတယ်အဲအကွေးလေးတွေလေအဲ့လိုပုံစံလေးထည့်ပြီးတော့ဒီမှာတော့အယောင်ကတော့ကိုကြိုက်တယ်လို့ဆက်ပြီးမှတောင်းလို့ရတယ်ဒါတော့ဝင်အကြိုက်ကြီးတော့မဟုတ်သေးဒါပေမဲ့ဝင်လျှောက်ပြီးမှဆက်ထားတဲ့အယောင်လေးပေါ့နော်